ကဲမင်္ဂလာပါညီကိုတို့ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ကတော့ live တော့မရှိဘူးဒီဗီဒီယိုလေးတစ်ပုဒ်နဲ့ရွေးချယ်သုံးသပ်မှုတွေပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့2ရက်10လ2025ရဲ့ Europa League ပွဲကြိုသုံးသပ်ချက်တွေကကျွန်တော်ရွေးချယ်ထားတဲ့3စတပွဲနဲ့2စ3ပွဲနဲ့အတူ4သင်းပေါင်း1မောင်းလေးဒီနေ့ရွေးချယ်ထားပါတယ်အဲ့တော့ပွဲကအရန်များတဲ့အတွက်ကျွန်တော် channel ပွဲတွေတော့မပြောတော့ဘူးပေါ့လေအဲ့တော့ကျွန်တော်ရွေးချယ်ထားသောဒီ4ပွဲတွေကသုံးသက်ချက်လေးကိုပဲကျွန်တော်ကောင်းထုတ်တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ let's go ပါဒါ Wine Sport မှာဆော့ချင်တဲ့ညီကိုတွေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုသုံးပြီးတော့လေ 100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက Wine Sport မြန်မာ Facebook page နဲ့သူတို့ application သုံးဖို့ website လေးနဲ့ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီသိလို့ရတယ်မေးမြန်းလို့ရပါတယ် let's go ပါဆိုတော့ပထမဦးဆုံးအနေနဲ့ကကျွန်တော်ဒီမှာပေါ့နော် Lion နဲ့ဒီဆက်ဘက်ပွဲလေးပြောမှာဖြစ်ပါတယ်နော်အဲ့တော့ Lion ကအိမ်ခွဲမှာတစ်လုံး20ပေါင်းကျွန်တော်တို့ပေးထားပြီးတော့3လုံး30ပေါင်းနဲ့ Lion ကဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ဒီနှစ်သိန်းရဲ့ head to head မှာတော်တော်လေးတော့ကြားခဲ့ပြီ2011ခုနှစ်မှာတော့တွေ့ခဲ့တာပေါ့လေအဲ့တော့လက်ရှိအနေအထားအရာကတော့တော်တော်လေးကွာတဲ့အနေအထားမှာအဲတုန်းကပေးခဲ့တဲ့ကြီးကဆက်ဘက်အိမ်ခွဲမှာLion အဝေးကွင်းကနေ level 100ရှုံးပေးပြီး1-0နဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့အဲတုန်းကဂျေးနဲ့တောင်မှပြောင်းပြန်လှမ်းပြီးအိမ်ခွဲအနေနဲ့စဉ်းစားမယ်ဆိုရင်အိမ်ခွဲမှာတစ်လုံးတည်ပေးရမှာဖြစ်ပြီးတော့အခုပေးတဲ့ဂျေးကဒါမှန်တယ်လို့ပြောလို့ရတယ်အဲ့တော့ Lion ကိုကြိုက်တဲ့ချက်ကဒီရာသီမှာ Lion အနေနဲ့ပြီးခဲ့တဲ့ရာသီတက်ဆိုင်ခြေစွမ်းပို့ပြီးတော့တည်ငြိမ်လာတာကိုတွေ့ရတယ်နောက်တစ်ချက်ကရလက်တွေပါကောင်းလာတယ်ပေါ့လေအဲ့တော့လက်ရှိသူတို့ရဲ့ League 1အနေထားမှာလည်းဒါလက်ရှိအဆင့်2เนาะရမှ15မှတ်နဲ့ဒါ PSG နဲ့အပြိုင်ရက်တည်နေတဲ့ Lion ကတော်တော်လေးဟိုဒီရာသီမှာထူးထူးဆန်းဆန်းခြေစွမ်းပြနေတဲ့အနေထားပေါ့လေเนาะမာဆေးလိုအသင်းတော်မှာလက်ရှိဒါရှုံးပွဲ2ပွဲနဲ့အတူရမှ12မှတ်ပဲရတဲ့အချိန်မှာ PSG လိုเนาะရှုံးပွဲ1ပွဲတည်းနဲ့ဒါ9ပွဲ5ပွဲနဲ့အတူ6ပွဲအပြီးမှာဒါ15မှတ်ကိုစီနဲ့ဒါအဆင့်1-2ရက်တည်နေတာဖြစ်ပါတယ်ဒါကြောင့်လက်ရှိဒီရာသီပွဲဥထွက်မှာတော့Lion ကခြေစွမ်းတော်တော်လေးငြိမ်တာတွေ့ရပါတယ်အဲ့တော့ Lion အနေနဲ့ကဒီရာသီမှာရှုံးပွဲဆိုလို့ကျွန်တော်တို့ Rennes အိမ်ခွဲမှာ3-1နဲ့တပွဲပဲရှုံးပွဲကြုံတွေ့ခဲ့ရတယ်။ Channel ပွဲအားလုံးဟိုရလက်ပိုင်းကတော်တော်လေးကောင်းတယ်ပေါ့နော်ဒီရာသီမှာခြေစွမ်းကောင်းပါတယ်ဆိုတော့ Lively အိမ်ခွဲမှာတော့နောက်ဆုံးပွဲမှာကျွန်တော်တို့ Z1 နဲ့နိုင်ထားပါတယ်။မာစီအသင်းကို 1-0 နဲ့နိုင်ထားတဲ့ရလက်တွေရှိပါတယ်နော်။ Lens ကိုလည်းဒီရာသီမှာအဝေးဝင်ကနေ Z1 နဲ့နိုင်ထားတယ်ဗျ။အဲ့တော့အိမ်ခွဲအဝေးဝင်မျိုးတော်တော်လေးအဆင်ပြေတဲ့အနေအထားမှာတွေ့ရပါတယ်။အဲ့တော့ပထမဆုံးပွဲဒီ Europa League ရဲ့အဖွင့်ပွဲမှာလည်း Utrecht အိမ်ခွဲမှာ Z1 နဲ့အဝေးဝင်ကနေနိုင်ခဲ့တာဖြစ်ပါတယ်။ဒေကြီးအနေအထားမှာကြီးလဲအောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့တော်တော်လေးဘက်ကနေအဆင်ပြေတဲ့အနေအထားပဲပေါ့လေနော်။တစ်ဖက်ကကြည့်ရင်7ဘက်ပါ7ဘက်ဟာလက်ရှိအနေအထားအရနောက်ဆုံးပြန်ဖို့5ပွဲမှာတပွဲပဲနိုင်ထားပါတယ်နောက်ဆုံးပွဲ1-2နဲ့ကတ်နိုင်တာပါရှေ့မှာဒီပထမဆုံး Europa League အဖွင့်ပွဲမှာပေါ်တိုအသင်းကို Z1 နဲ့ရှုံးထားပါတယ်ပေါ်တိုအဲတုန်းကအဝေးဝင်ကနေလုံး90ပေါင်းကြီးကိုဒါဒီ Z1 ဆိုရရလဲနဲ့7ဘက်အိမ်ခွင်းမှာရှုံးထားတာဖြစ်ပါတယ်ရှေ့မှာလည်းသူတို့လိမှာ Austria လိမှာ Z2 3-1ဆိုရယ်နော် Wolfsburg ကိုရှုံးတယ် Stamgras ကိုရှုံးထားတာဖြစ်ပါတယ်အဲ့တော့လက်ရှိရှေ့ကအတုံးမှာကျွန်တော် Bruges နဲ့တွေ့ပါတယ်เนาะ Champions League ကနေပြုတ်လာတာဖြစ်ပါတယ်အဲ့တော့ Bruges အိမ်ကွန်းမှာတစ်လုံး90ပေါင်းကြီးကို3-2နဲ့ဒါ7အနေနဲ့ရှုံးခဲ့တာဖြစ်ပြီးတော့7အိမ်ကွန်းမှာလည်း Bruges ကို Z1 နဲ့ရှုံးခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့လက်ရှိအနေထားအရကိုပေါင်းကြီး3လုံး30ပေါင်းမှာတစ်လုံး20ပေါင်းပေးထားခြင်းဟာ Lion သေးချာပေါက်ကိုပြတ်မဲ့အနေထားလေးရှိနိုင်တယ်ပေါ့လေပြတ်မဲ့ဆိုတာကတစ်လုံးအထက်သေးချာပေါက်တည်းဆိုတာကိုပြောတာပါနှလုံးပြတ်တာကိုပြောတာမဟုတ်ပါဘူးအဲ့တော့3လုံး30ပေါင်းကြီးအရကျွန်တော်ထင်တော့ Lion ဘက်ကကြီးပဲ individual 1.5ဖြစ်နိုင်ကြီးတော်တော်လေးများတယ်ပေါ့လေ3လုံး30ပေါင်းအရဒီတစ်ဖက်က7ဘက်9ရိုက်နိုင်ကြီးထက်စလို့ရှိရင် Lion ဘက်က2ကိုမျှော်လင့်လို့ရတယ်ဆိုတဲ့အနေထားလေးဖြစ်တယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်ဒီပွဲလေးတော့ကျွန်တော်ဒီ Lion Body လေးပဲရွေးချယ်ထားပါတယ်ဒီနေ့ရဲ့3စပွဲလေးဖြစ်ပါတယ် Lion Body ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်ပွဲလေးဆက်သွားပါမယ်နောက်ပွဲကကျွန်တော်တို့ပေါ်တိုပွဲဖြစ်ပါတယ်เนาะအဲ့တော့ပေါ်တိုနဲ့ကျွန်တော်တို့ Gavina Silvestre ပွဲမှာပေါ်တိုအိမ်ခွင်းကနေလုံး20ရှုံးပေးထားပြီးတော့3လုံး20ဘောင်းနဲ့ပြန်ကာထားခြင်းဖြစ်ပါတယ်ဒီမှာလက်ရှိပေါ်တိုရဲ့ခြေစွမ်းဟာတော်တော်လေးဒီရာဒီမှာအားရစရာအနေထားမှာရှိပါတယ်သူတို့လိမှာလဲပေါ်တူဂီလိမှာလဲလက်ရှိဒါလစ်ဘွန်အသင်းကိုကြော်ပြီးတော့မှ21မှတ်နဲ့9ပွဲကစား9ပွဲနိုင်ဒါပေးကိုတကိုးပဲပေးရတဲ့ခံစစ်နဲ့အတူဒါတွင်းကို19ကိုနဲ့ရမှ21မှတ်နဲ့အပေါ်ဆုံးကနေเนาะအဆင့်1ကနေရက်တည်နေပါတယ်အဆင့်2က Sporting Lisbon မှာရမှ18မှတ်ပဲရသေးတယ်တပွဲရှုံးထားတယ်ပေါ့လေအဲ့တော့လက်ရှိပေါ်တိုရဲ့ဒီဟာဒီပွဲဥထွက်ကတော်တော်လေးအဆင်ပြေတဲ့အနေအထားမှာရှိပါတယ်နောက်ဆုံးပြီးခဲ့တဲ့ပွဲမှာတော့ဒီပေါ်တိုအနေနဲ့ကဒီ Sabbath အင်ကွန်မှာ Z1 နဲ့ပွဲပြီးခဲ့တယ်ပေါ့လေเนาะအဲ့တော့တစ်ဖက်ကအသင်းက Gavina Silvestre ဖြစ်ပါတယ် Gavina Silvestre အနေနဲ့နောက်ဆုံးပွဲမှာဒီပထမဆုံးအဖွင့်မှာတော့ Celtic အသင်းကို 1-1 ဆိုရရလဲနဲ့ဒါဒဲကြီးမှာတေကြီးဖြစ်ခဲ့တဲ့အနေအထားမှာလက်ရှိအနေအထားအရန်ကြီးစိုးရွားတာမျိုးတော့မဟုတ်ဘူးသူတို့ဆာဗီယာလိမှာလည်းလက်ရှိအနေအထားအဆင်ပြေတယ်ဆိုပေမဲ့နည်းနည်းလေးခံစစ်ကပေါက်တဲ့အနေအထားတွေ့ရတယ်ဗောလေနောက်ဆုံးပြန်ဖို့တော့10ပွဲ9ပွဲဇက်ကိုเนาะဘိုဒင်းလူစကိုတွေဖြစ်ထားတာဟာတိုက်စစ်ပိုင်းလည်းကောင်းတယ်လို့ခံစစ်ပွင့်နေတာလေတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီအသင်းကလည်းဒီချန်ပီယံလိကနေဆင်းလာတာဗောလေရှုံးတဲ့အသင်းကပါဖို့ကိုရှုံးလာတာဖြစ်ပါတယ်เนาะပါဖို့ဆိုတဲ့အသင်းဟာအမှန်တိုင်းပြောရင်တော့အရင်နှစ်တွေကတော့အဲ့လောက်ကြီး
မြင်နေတွေ့နေကြနော်ဥရောပမှာမြင်နေတွေ့နေကြအသင်းတော့မဟုတ်ဘူးဗျအဲ့တော့ပါဖို့လိုအသင်းကိုဒီရာသီမှာချန်ပီယံလိမှာ 1-2 နဲ့အင်္ဂွန်းမှာရှုံးပြီးတော့အဝေးဘက်မှာ 1-1 နဲ့ပြန်မခမ်းပတ်နိုင်မဲနဲ့အခုယူရိုပါလိကိုပြုတ်ကျလာပြီးတော့မှအခုမှဒါဆဲတစ်ကိုတည်ရထားတာဖြစ်ပါတယ်အဲ့တော့လက်ရှိအနေထားရအဝေးကွင်းရလက်ပိုင်းလည်းကောင်းထားတာအကြောင်းတိုက်ဆက်ပိုင်းအဆင်ပြေတဲ့အတွက်3လုံး20ပေါင်းเนาะတစ်လုံးရနိုင်ကြည်လေးထက်တွက်ပြီးတော့ပိုကီတွေ GP ထားခြင်းဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်တစ်လုံး20ရှုံးဆိုတော့ကိုပေါ့ body win ယူအရာတော့ကျွန်တော်ထင်တော့ပေါ်တိုအနေနဲ့ individual ဒီပွဲလဲ 1.5 ဖြစ်နိုင်တာကြောင့်ကျွန်တော်နှစ်ဟို2-1လောက်တော့2 goal လောက်တော့သွားမဲ့အနေထားမှာအနည်းဆုံးပေါ်တိုဘက်ကနှလုံးမြင်တွေ့ရနိုင်တော့ကြီးလို့ပဲကျွန်တော်သတ်မှတ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်တစ်လုံး20ရှုံးကတော့20အပြင်တော့ကျွန်တော်ထင်တော့တည်ကြနိုင်တဲ့ခြေမျိုးမဟုတ်ဘူးဗျပေါ်တိုကဒီရာဒီမှာလက်ရှိချန်ပီယံလီလဲနည်းနည်းလေးအပေါ်1-8တောင်မှဝင်နိုင်တဲ့ခြေစွမ်းမျိုးရှိတဲ့အသင်းလို့ကျွန်တော်ကတော့သုံးသက်တယ်ပေါ့လေနော်ဒါကြောင့်ဒီလိုမျိုးပွဲမှာပေါ်တိုကနောက်ထပ်3မှတ်ရနိုင်မယ်လို့ယူဆတာကြောင့်ကျွန်တော်ဒီပွဲလေးတော့ပေါ်တို body 2 star အနေနဲ့ရွေးချယ်ထားခြင်းဖြစ်ပါတယ်ပေါ်တို body ပါ okay ပါအဲ့တော့နောက်တစ်ပွဲလေးဆက်သွားမှာမယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ PAOK ပွဲလေးပါအဲ့တော့ဒီမှာကလက်ရှိအနေထားရ Celta Vigo အိမ်ကွင်းမှာ Celta Vigo ကတလုံး40ပေါင်နှလုံး100ရှုံး POK ကိုပေးထားပါတယ်အဲ့တော့လက်ရှိနေတာရ Celta Vigo ဒီရာဒီပွဲဥထက်ကဆလို့လက်ရှိအချိန်ထိလာလီဂါမှာနိုင်ပွဲလုံးဝမရှိသေးဘူးရှုံးပွဲတစ်ပွဲနဲ့တူတည်ပွဲအလုံးပေါင်း9ပွဲတီတီပိုင်ဆိုင်ထားပါတယ်တောက်လျှောက်နောက်ဆုံးပြန်မလို့9ပွဲဆက်ပိုတင်တူစကိုဖြစ်ထားတယ်ဆိုတော့အနိုင်ဘက်ကို UDB မသွားနိုင်တဲ့အချက်ဟာလာလီဂါမှာတော့မှအနိုင်ဘက်မသွားနိုင်တာလက်ရှိเนาะဥရောပအတွေ့အကြုံများတဲ့ PAOK တို့အသင်းကိုနှစ်ကူးပြတ်ဖို့ဆိုတာကျွန်တော်အထင်တော့အစင်တော့တိတ်မပြေလာဘူးထင်တယ်ဗျအဲ့တော့လက်ရှိအနေထားရ Celta Vigo ကပထမအကြော့မှာပထမဆုံးပွဲမှာ Stuttgart အသင်းအိမ်ဝဲမှာ 2-1 နဲ့ရှုံးထားပါတယ်เนาะအဲ့တော့ခြေစမ်းပွဲတွေမှာလည်းလက်ရှိဒါရှုံးပွဲလေးတွေကိုစီကြုံတွေ့ရတဲ့အချက်ကြောင့်ဒီလိုမျိုးရလက်ပိုင်းနဲ့ဥရောပအတွေ့အကြုံကိုအရန်ကြီးရှင်တိုးလို့ရမယ်မထင်ဘူးဗျ POK ကအရန်ကောင်းတာမျိုးမဟုတ်ပါဘူးသူလည်းလက်ရှိနောက်ဆုံးပြန်မလို့9ပွဲမှာတပွဲပဲနိုင်ထားတာပါသို့ပေမဲ့နောက်ဆုံးပွဲမှာမကာဗီတယ်အေဗစ်လိုအသင်းကိုမရှုံးခဲ့ဘူးတရေတမတ်ရအောင်စီးစီးနဲ့ကန်ခဲ့တာဖြစ်ပါတယ်သူတို့ရဲ့ Greeley မှာတော့လက်ရှိရလက်ကအရန်ကြီးမစိုးပေမဲ့လို့တောက်လျှောက်တော့တရေပွဲအများစုတွေ့ရတယ်ပေါ့လေနောက်တစ်ချက်က POK ရဲ့လက်ရှိ current form ရနောက်ဆုံးပြန်မလို့6ပွဲဆက်ကြီးကြထားတဲ့အချက်ကြောင့်ဒီနေ့ပွဲမှာ POK ကြီးအောင်လာနိုင်တာလေဒီကြောင့်ထည့်တွက်ရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိခြုံငုံသုံးသပ်ရမယ်ဆိုရင်တစ်လုံး40ပေါင်းမှာနှလုံး100ရှုံးဖြစ်တာကြောင့် Celta Vigo အနေနဲ့3မှတ်ရနိုင်မယ်ဆိုပေမဲ့လည်းကျွန်တော်တင်2ဂိုးမပြတ်နိုင်တာကြောင့်40အပြင်တော့ရင်းစရာတော့မလိုဘူးထင်ပါတယ်ဒါကြောင့်ဒီပွဲလေးတော့ကျွန်တော် PAOK body နှစ်စာပွဲအနေနဲ့ရွေးချယ်ထားပါတယ် PAOK body ပါ okay ပါအဲ့တော့နောက်ဆုံးပွဲလေးပြောပါမယ်နောက်ဆုံးပွဲကတော့ကျွန်တော်တို့ဒီ Stuttgart ပွဲပေါ့နော် Basel အိမ်ဝဲမှာ Stuttgartနဲ့ကမ်းမှာဖြစ်ပါတယ် Stuttgart ဘက်ကအဝေးဝန်းကနေတစ်လုံး90ပေါင်းပေးထားတယ်3လုံး40ရှုံးတဲ့ကိုပေါင်းကြီးပြင်းပြင်းရှာရှာပေးထားပါတယ်အပေါ်သင်းအဝေးကွင်းအနေနဲ့ level 100ရှုံးဝင်ရိုးမှာကိုပေါင်းကြီး3လုံး40ရှုံးဖြစ်တာကြောင့်နှစ်သင်းစလုံးတေချာပေါက်9ရနိုင်ကြီးများတယ်ဘိုတင်လူစကိုကြည့်ရမယ်အနေထား1-1ကနေစမယ်အနေထားလေးရှိပါတယ်ဒီနှစ်သင်းရနောက်ဆုံး2020ချီစမ်းပွဲမှာဘေးဆက်အိမ်ကွင်းမှာဘေးဆက်ဘက်က level 100ရှုံးဖွင့်ပြီးတော့ Z2 နဲ့ပွဲပြီးတာကြောင့်အခုပေးတဲ့ G ရ Stuttgart G ပြင်းတယ်လို့ကျွန်တော်သုံးသပ်မှာဖြစ်ပါတယ်ဘေးဆက်ပထမပွဲမှာ Freiburg အိမ်ကွင်းမှာတလုံး90ရှုံးကြီးကို2-1နဲ့ပွဲပြီးတာတယ် G အောင်ထားတဲ့ဘောရှုံးထားတယ်ဘေးဆက်လည်းလက်ရှိပြန်ဖို့တော့နောက်ဆုံး5ပွဲမှာ4ပွဲကပိုတင်လူစကိုဖြစ်ထားပါတယ်ဘေးဆက်ဟာအိမ်ကွင်းမှာတောက်လျှောက်ဒီရာဒီကိုမသွင်းနိုင်တဲ့ပွဲလုံးဝမရှိထားသေးဘူးကိုမပေးရသေးတဲ့ပွဲလည်းမရှိထားသေးပါဘူးတောက်လျှောက်အိမ်ဝင်းတိုင်းမှာဒီရာဒီဘေးဆယ်ဟာခြေစမ်းပွဲရဲ့လက်ရှိအချိန်ဒီကိုဘိုတင်လူစကိုတမှာเนาะတောက်လျှောက်ကြီးကိုဖြစ်ထားပါတယ်ဒါကြောင့်လက်ရှိအနေထားရဒီပွဲလဲဒါဘိုတင်လူစကိုဖြစ်ဖို့ chance တော်တော်လေးများပါတယ်3လုံး40ရှုံးအရာပေါ့လေအဲ့တော့တစ်ဖက်က Stuttgart အနေနဲ့ကလည်းလက်ရှိအနေထားမှာခန်းစစ်ပြဿနာကြုံတွေ့နေရတယ်ဒါပေမဲ့တခုစိုးရင်တာကဒီ Stuttgart အနေနဲ့အရန်ကြီးတိုက်စစ်ပိုင်းအားရစရာကောင်းတဲ့အနေထားမျိုးတော့မရှိသေးတဲ့အချက်ပေါ့လေအဓိကတိုက်စစ်ပဲစိတ်ပူရမှာဒါပေမဲ့လည်းလက်ရှိကိုလုံးအသင်းကို2-1เนาะ Celta Vigo ကို2-1 Saint Pauli ကို2-0ဆိုတော့တောက်လျှောက်ကတော့ဒီ Stuttgart ရဲ့အဝေးကွင်းတွေဟာတိုက်စစ်ကအလုပ်တော့ဖြစ်နေတယ်ပေါ့နော်ဒီရာဒီအဝေးကွင်းဒီ Stuttgart လည်းထုံနေလကောင်းမယ်9ပွဲဒီရာဒီမှာကန်ထားပါတယ်တောက်လျှောက်9ပွဲလုံးကိုမပေးရတဲ့ပွဲမရှိဘူးကိုမသွင်းနိုင်တဲ့ပွဲမရှိပါဘူး Union Berlin ကို2-1 Eintracht Braunschweig ကို3-3နောက်ပြီးတော့ဒီ Gosenspark ကို2-6ပေါ့နော်ဒီ Freiburg အင်္ဂွန်မှာ3-1ကိုလုံးကို1-2ဖြစ်တာကြောင့်နှစ်သင်းစလုံးရဲ့ဇယိုက်လက္ခဏာအရပွဲတိုင်းလိုကိုဘိုဒင်းဒူစကိုတွေဖြစ်နေတဲ့အတွက်3လုံး40ရှုံးရဒီပွဲလေးတေချာပါဘိုဒင်းဒူစကိုဖြစ်နိုင်ပါတယ်1-2 2-1 2-2 2-3 3-2ဒီလိုမျိုးရလက်လေးဖြစ်မယ်လို့တော့ယူဆတာကြောင့်ကျွန်တော်ဒီပွဲလေးတော့နောက်ဆုံးပွဲအနေနဲ့ဒီနေ့ရဲ့နှစ်စာပွဲကို Stuttgart 6ဘော်လီ Basel 6ဘော်လီရွေးချယ်ထားပါတယ်။ Okay ပါဒါဆိုတော့ဒီ၄ပွဲလေးကိုကျွန်တော်ပြန်ပြီးတော့မောင်းတွဲလိုက်မယ်ဆိုတော့ဒီနေ့ရဲ့ရွေးချယ်မှုလေးတွေရမှာဖြစ်ပါတယ်။ Channel ပွဲတွေတော့အရင်များတဲ့တော့ကျွန်တော်အာယုံမစိုက်တော့ဘူးလေ။အော်ဒီ၄ပွဲတော့ကျွန်တော်ဒီနေ့ရွေးချယ်ထားပါတယ်။ပြန်ပြောရမယ်ဆိုတော့ဒီနေ့
2ရက်10လ2025ရဲ့ဒါတကြောင်တော့ပွဲအနေနဲ့ရွေးချယ်ထားတဲ့ပွဲ၄ပွဲပေါ့နော်မောင်းထဲမှာလည်းဒီ၄ပွဲပါပဲအဲ့ဒါကတော့3စာပွဲကတော့ Lion Body ဖြစ်ပါတယ်2စာပွဲကတော့ Porto Body 2စာပွဲပါ POK Body 2စာပွဲပါ Stuttgart Go ပေါ်2စာပွဲဖြစ်ပါတယ်အဲ့တော့ဒီ၄သင်းကိုတွဲလိုက်ရင်တော့ဒီနေ့ရဲ့ဒါ၄သင်းမောင်းလေးရမှာဖြစ်ပါတယ်အားလုံးပဲ good luck ပါကံကောင်းကြပါစေညီကိုတွေဆိုတော့ဒီ live ဒီ video လေးတွေလည်းဒါအသေးလေးလက်မလေးတယောက်တစ်ချက်လောက်ကြည့်ပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတွေကျေးဇူးများတင်ပါတယ်ဆိုတော့ဒီ video လေးကိုဒါကြည့်ရှု brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတည်းတိုင်းကျေးဇူးများတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck ပါဗျ